ပရိသတ်ကြီးအားလုံးမင်္ဂလာပါခင်ဗျာမြန်မာရုပ်ရှင်လောကမှာဆယ်စုနှစ်တခုမကအောင်မြင်မှုကိုထိန်းသိမ်းထားနိုင်ပြီးပရိသတ်တွေရဲ့ရှင်ထဲမှာနေရာတနေရာယူထားတဲ့ထိပ်တန်းမင်းသားတူရှိပါတယ်သူကတော့ညှို့တက်ပြင်းတဲ့အကြည့်တွေပိုင်တိုင်လှတဲ့တရုပ်ဆောင်ချက်တွေနဲ့အတူအကယ်ဒမီဆုတွေကိုအကြိမ်ကြိမ်စုပ်ခူးထားတဲ့မင်းသားချောပြည်တီဦးပဲဖြစ်ပါတယ်ဒီနေ့မှာတော့ပရိသတ်ချစ်တဲ့ပြည်ကြီးတို့မဟုတ်ပြည်တီဦးရဲ့စိတ်ဝင်စားဖွယ်ကောင်းတဲ့ဘဝအခြေအနေနဲ့အမှုပညာဖြတ်တန်းမှုအကြောင်းကိုတင်ဆက်ပေးသွားမှာလည်းဖြစ်ပါတယ်ပြည်တီဦးကို1988ခုနှစ်နိုဝင်ဘာလ30ရက်နေ့မှာရန်ကုန်မြို့၌မွေးဖွားခဲ့တာလည်းဖြစ်ပါတယ်။မိဘတွေကတော့ဆရာဝန်ကြီးဒေါက်တာတင်မောင်ဦးနဲ့ဒေါ်တီတီတို့ဖြစ်ကြပြီးမွေးချင်း3ယောက်နဲ့အလက်1ယောက်လည်းဖြစ်ပါတယ်။နာမည်ကတော့ပြည်ကြီးလို့ခေါ်ကြပါတယ်။သူဟာအခြေခံပညာကိုရန်ကုန်မြို့မှာပဲသင်ကြားခဲ့ပြီး10တန်းအောင်မြင်ပြီးတဲ့နောက်မှာတော့မန္တလေးနည်းပညာတက္ကသိုလ် MTU ကနေမြို့ပြအင်ဂျင်နီယာဘွဲ့ကိုရရှိခဲ့တဲ့ပညာတတ်မင်းသားတူလည်းဖြစ်ပါတယ်။အင်ဂျင်နီယာကျောင်းသားတစ်ယောက်ဖြစ်ပေမဲ့သူ့ရဲ့ရင်ထဲကအနုပညာဝါဒနာကတော့ဖုံးဖိထားလို့မရခဲ့ဘူးလေဖြစ်ပါတယ်။ကျောင်းသားဘဝတည်းကအနုပညာလောကတွေကိုစတင်ဝင်ရောက်ခဲ့ပြီး1996ခုနှစ်မှာတော့မြမတန်နဲ့ရုံးမြင့်တန်ကြား MRTV ရဲ့မြန်မာသားမြန်မာစကားပညာပေးအစီအစဉ်မှာစတင်တရုပ်ဆောင်ခွင့်ရရှိခဲ့တာလည်းဖြစ်ပါတယ်။အဲဒီနောက်ပိုင်းဗီဒီယိုဇာတ်ကားတွေမှာဇက်ပုဇက်ရန်ဖြစ်ခက်ခက်ခဲခဲစူးစမ်းရုန်းကန်ခဲ့ရပြီး2009ခုနှစ်ဝန်းကျင်မှာတော့သူရဲ့ပြောင်မြောက်တဲ့တရုပ်ဆောင်ချက်တွေကြောင့်ခေါင်းဆောင်မင်းသားတူဖြစ်ပရိသတ်တွေအခိုင်အမာသတိပြုမိပြီးအောင်မြင်မှုထွတ်ထိပ်ကိုစတင်ရောက်ရှိခဲ့တာလည်းဖြစ်ပါတယ်။ပြည်တီဦးဟာရိုမတ်တစ်အချစ်ကဒရမာအက်ရှင်နဲ့ဟာတာကားတွေအထိမတူညီတဲ့ကာရိုက်တာမျိုးစုံကိုပြည်ပြင်းစွာတရုပ်ဆောင်နိုင်သူလည်းဖြစ်ပါတယ်။သူရဲ့ထူးချွန်ပြောင်မြောက်လာတဲ့တရုပ်ဆောင်ချက်တွေကြောင့်မြန်မာရုပ်ရှင်ထူးချွန်ဆုအကယ်ဒမီဆု9ခုတိတိကိုစုပ်ကူရရှိခဲ့တာလည်းဖြစ်ပါတယ်။သူဟာအာရန်ရဲ့အေးဝါရဲ့ရိုမီယိုရဲ့2010လက်ပံ2012နင်းစင်ရင်2013နှလုံးသားဖြင့်ပြုလုပ်သည့်2014စသည့်ဇာတ်ကားတွေနဲ့အမျိုးသားဇာတ်ဆောင်ဆုတွေကိုထိုက်ထိုက်တန်တန်ရရှိခဲ့ပြီးအနုပညာလောကရဲ့ထိပ်တန်းစံပြမင်းသားတစ်ခုဖြစ်မှတ်တိုင်စိုက်ထူထားသူလည်းဖြစ်ပါတယ်။အနုပညာမှာတွေမကပဲအိမ်တော်ရေးမှာလည်းအားကျစရာကောင်းတဲ့တူလည်းဖြစ်ပါတယ်။2011ခုနှစ်မှာတော့ပရိသတ်တွေရဲ့အချစ်တော်အကယ်ဒမီမင်းသမီးချောအင်ဒရာကျော်စင်နဲ့လက်ထပ်ခဲ့ပြီးအခုဆိုရင်သမီးကြီးပြည်တို့ရာနဲ့တားငယ်ပြည်ရတို့တာယာအေးချမ်းတဲ့အနုပညာရှင်မိသားစုဘဝလေးကိုတည်ဆောက်ထားသူလည်းဖြစ်ပါတယ်။ဒါအပြင်ပြည်တီဦးဟာစိတ်တော်သားပြေဝပြီးလူမှုရေးလုပ်ငန်းတွေကိုတစိုက်မမတ်လောက်ကင်သူလည်းဖြစ်ပါတယ်။သူထူထောင်ထားတဲ့ပြည်တီဦးပညာဖောင်ဒေးရှင်းကနေတဆင့်စင်ရတော်မှာပြီးစေတက်ကရိုတက်ခွင့်ရတဲ့ကျောင်းသားကျောင်းသူအမြောက်များကိုပညာသင်ဆုတွေနှစ်စဉ်ထောက်ပံ့ပေးလျက်ရှိရာလူမှုပတ်ဝန်းကျင်အတွက်အားကိုးရတဲ့အနုပညာရှင်တူဖြစ်လေးစားစရာတွေ့မြင်ရသူလည်းဖြစ်ပါတယ်။ကျောင်းသားဘဝဖြတ်တန်းမှုကနေအင်ဂျင်နီယာတယောက်ဖြစ်ခဲ့ပြီးထိုမှတဆင့်မြန်မာရုပ်ရှင်လောကရဲ့ထိပ်တန်းအကယ်ဒမီများရှင်မင်းသားတူဖြစ်လာတဲ့အထိပြည်တီဦးရဲ့ဘဝခီးလန်းစိတ်ဝင်စားစရာကောင်းလာတာလည်းဖြစ်ပါတယ်။အနုပညာအလုပ်တွေပြင်လူမှုအကျိုးပြုလုပ်ငန်းတွေကိုပါမျှတအောင်လှုပ်ဆောင်နိုင်တဲ့ပြည်တီဦးကတော့ပရိသတ်ရဲ့ရင်ထဲမှာဘယ်တော့မှမယိုးနိုင်တဲ့ကျေပွန်းတွင်ဖြစ်ဆက်လက်တောက်ပသွားအောင်မှာအသေးချာလည်းဖြစ်ပါတယ်။စောင့်မျှော်နားဆင်ပေးကြတဲ့ပရိသတ်တူတယောက်ချင်းစီတိုင်းကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်။